တုတ်တန်ချံခန်းကြီးတဲ့ပညာတရားဤဥပဒေတတရားကိုတည်၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မိအကြောင်းပညာတွင်တင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားတစ်ဖြစ်စီရင်ခြင်းလစ်လျူစွာဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက်မိအကြောင်းမိုက်တော်သူသည်လိမ္မာ၍လူပြိုသည်ပညာတည်နှင့်ပြည့်စုံမိအကြောင်းဒါဝိ၏သားတော်ဖြစ်သောဣသရေလရှင်ဘုရင်ရှောလမုန်စီရင်သောတုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သည်ဖြင့်ပညာအသက်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အတိတ်ပဲကို၎င်းပညာရှိဟောပြော၍နည်းနည်းသောစကားတို့ကို၎င်းနားလေသောနှိတ္တ၏ဆရာဖြစ်တို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေတကိုမထီမဲ့မြင်ပြုတတ်ကြ၏ငါသာအပါ၏ဤဥပဒေတကိုနားထောင်သောအမိ၏တရားကိုလည်းမပယ်နှင့်ထိုဤဥပဒေတတရားတို့သည်တင်၏ခေါင်း၌တင့်တယ်သောဥယျတင်၏လေပင်၌ပတ်ရစ်သောလေဆွဲဖြစ်ကြလိမ့်မည်ငါသာလူဆိုးတို့သည်တင့်ကိုတွေးဆောင်လျင်ဝန်မခံနှင့်သူတို့ကငါတို့နှင့်အတူလိုက်တော့သူအသက်ကိုတတ်အံ့သောငါဆောင်ကြစို့အချီးနှင့်အပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်းကြိုင်တွင်တို့ဆင်းသောသူတို့ကဲ့သို့တကိုယ်လုံးပါလက်အသက်ရှင်လျက်ရှိသောထိုသူတို့ကိုမရဏနိုင်ငံမျိုးတကဲ့သို့မျိုးကြစို့အဖို့ထိုက်သောပန္တာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေကြမည်ငါတို့နှင့်ပေါင်းဖော်သောရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လဲငါသာသူတို့နှင့်အတူမလိုက်နှင့်သူတို့တွားသောလမ်းကိုရှောင်လောအကြောင်းမူကားသူတို့ခြေသည်ဒုစရိုက်ပြုရာသို့ပြေး၍လူအသက်ကိုတတ်ခြင်းငါလင်းမြန်၏အကယ်စင်စစ်မျက်မှောက်၌ပိုက်ကွန်ကိုဖြန့်ထားလျင်အကြံမမြောက်ရလူဆိုးတို့သည်ကိုအတွေးကိုတွန်းအံ့သောငါဆောင်၍ကိုအသက်ကိုတတ်အံ့သောငါချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုတို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိအရှင်၏အသက်ကိုတတ်တတ်၏ပညာသည်ပြင်မာကြွေးကြော်၍လန်ခီတို့၌မိမိစကားသံကိုလွင်တတ်၏လူစီဝေးရာအဦး၌၎င်းမြို့တကားဝတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မွတ်ဆိုသောစကားဟုမူကားအိုလူမိုက်တို့တင်တို့သည်မိုက်သောအကျင့်ကိုနှစ်သက်လျက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်း၌မွေ့လျော်လဲမိုက်မဲသောသူတို့သည်ပညာအတတ်ကိုမုံလျက်အပေမြကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလောငါဝိညာဉ်ကိုတင်တို့အပေါ်သို့ငါတွန်းလောင်း၍ငါစကား၏အနက်အတိတ်ပဲကိုနားလည်စေမည်ငါသည်ခေါ်၍တင်တို့သည်ညင်းပယ်သောကြောင့်၎င်းငါလက်ကိုဆန့်၍အဘယ်သူမျှမမှတ်သောကြောင့်၎င်းငါတတိပေးခြင်းရှိသည်မြကိုတင်တို့သည်ပယ်၍ငါဆုံးမသောစကားတစ်ခုကိုနာမခံဘဲနေသောကြောင့်၎င်းတင်တို့သည်ဘေးဥပတ်နှင့်တွေ့ကြုံသောအခါငါရေမီကြောက်မဲ့ဖွယ်သောအရာရောက်သောအခါငါပြည့်ရပြုမိတင်တို့ကြောက်မဲ့ဖွယ်သောအမှုသည်တုတ်တင်ဖယ်ရှင်ခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည်လေပြေးမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူးငါကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအသက်ကိုမုံကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါတတိပေးခြင်းကိုအလင်းနာမခံကြငါဆုံးမခြင်းရှိသည်မြကိုမထီမဲ့မြင်ပြုကြ၏ထိုကြောင့်သူတို့သည်ကိုကျင့်ခြင်းနှင့်ခြင်း၏အကျိုးအဖြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝကြလိမ့်မည်ဉာဏ်သိမ်သောသူတို့သည်ဆွဲလန်းသဖြင့်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအဖြစ်ပျက်စီးခြင်းတို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည်